ခုနှစ်ကျင်းကဒီကဏ္ဍတစ်ခွက်ကိုနှစ်ပိတ်ကိုးပရိကအောက်မှာ3 1 3ညလို့ဖြီးတာတခါကျွန်တော်တို့ဒီမှာခုနှစ်ကျင်းကဏ္ဍမှာခုနှစ်ကိုနော်ခုနှစ်ကိုကိုလည်းအဲ့လိုပဲနှစ်နောက်ပိတ်ကိုးပရိကအောက်မှာခွန်နှစ်ကိုလို့ဖြီးတာတခါဒီမှာခုနှစ်ကျင်းနှစ်ကိုလည်းလိုပဲနှစ်နောက်ပိတ်ကိုးပရိအောက်မှာနှစ်ကိုလို့ဖြီးတာကျွန်တော်တို့ကလင်ဒါအတွက်နီးစနစ်မျိုးစုံထဲမှာဒဲကြစနစ်ဓာတ်လိုက်မသက်ပေါ့နော်ဒဲကြစနစ်ကိုကြိုက်နေတဲ့သူအများဆုံးမှာကျွန်တော်လည်းကြိုက်တယ်ကလင်ဒါဆရာတိုင်းလည်းကြိုက်ကြတယ်ကျွန်တော်မိတ်ဆွေလည်းကြိုက်မယ်လို့ကျွန်တော်လုံးဝယုံကြည်ပါတယ်နော်ကျွန်တော်တို့ဒဲကြစနစ်ဆိုတာကဏ္ဍတစ်ခွက်ရအောင်လို့တခြားကဏ္ဍနှစ်ခွက်သုံးခွက်ပေါင်းခြင်းပေါ့နော်ပေါင်းခြင်းနဲ့ကဏ္ဍတစ်ခွက်ကိုဖြီးတာတို့နောက်ပြီးတော့ကဏ္ဍနှစ်ခွက်ပေါင်းခြင်းသုံးခွက်ပေါင်းခြင်းမို့လေးခွက်ပေါင်းခြင်းပေါ့နော်ကဏ္ဍတွေပေါင်းခြင်းကဓာတ်အဖြေထွက်လာတာတို့အဲ့ဒါကိုဓာတ်လိုက်မသက်ပေါ့နော်ဒဲကြစနစ်လို့ကျွန်တော်တို့ကခေါ်ကြတာပါနော်ကျွန်တော်တို့ဒီမှာဥပမာပြောရရင်ကျွန်တော်တို့ဒီမှာအနည်းဆက်ဆုံးပြောမယ်နော်ဒီမှာကျွန်တော်တို့ဒီမှာရှင်9နှစ်မနေ့ကရှင်9နှစ်တုန်းကဒီမှာ3မိန်ပေါင်းခြင်း8 5နှစ်နော်ထေးစီချင်းပေါင်းအလျော်ချင်းပေါင်းနောက်ပြီးချင်းပေါင်းရှင်9နှစ်ဒီလိုပေါ့နော်ဒီမှာဆိုတဲ့မှာ3 9 1နော်ဒဲကြလာနော်ကဏ္ဍနှစ်ခွက်ပေါင်းခြင်းဒါမှမဟုတ်3ခွက်ပေါင်းခြင်းကဓာတ်ရိုက်အဖြေထွက်လာတာပေါ့အဲ့ဒါမျိုးကျွန်တော်တို့ကဒဲကြစနစ်တော့ကျွန်တော်တို့ကခေါ်ကြတာပေါ့နော်ဒီလိုဥပမာတွေကအများကြီးရှိပါတယ်နော်ဒီလိုစနစ်တွေအများကြီးရှိပါတယ်ကလင်ဒါဆရာတိုင်းလည်းဒီလိုစနစ်တွေကိုတော့ကြိုက်ကြပါတယ်နော်ကျွန်တော်မတ်ရဖြစ်နေတဲ့စနစ်လေးတွေရှိတယ်ဗျာနော်ဒီမှာဆိုကျွန်တော်တို့89ခွန်စွန်းခုနှစ်ပေါ့နော်89တော့ကမှ4ထိပ်စီးနဲ့440ဆိုတော့ကဏ္ဍကိုထိပ်စီးချင်းပေါင်း4အလယ်ချင်းပေါင်း4နောက်ပိတ်ချင်းပေါင်း3ညနော်89ခုနှစ်ထဲက4ထိပ်စီးနဲ့ကဏ္ဍတစ်ခွက်ကို3ခွက်ပေါင်းခြင်းဖြစ်နေဖြီးတာနော်4 4 3ညလို့ဖြီးတာတခါနောက်20ချားပြီးတော့60ခွန်မှလည်းအဲ့လိုပဲ4ထိပ်စီးနဲ့ကဏ္ဍတစ်ခွက်ကို4 6နှစ်ကို4 6နှစ်ကိုဒီမှာ4 6နှစ်လို့ဖြီးတာတခါ20ချားပြီးတော့2019ခွန်တော့နော်ဒီမှာ4 3 1 3ခွက်ပေါင်းခြင်း4 3 1နော်အဲ့လိုဖြီးတာပေါ့နော်ဒါဒဲကြစနစ်တွေပါနော်ဒါတိုင်းမသက်တွေပါနောက်ပြီးတော့ဒီမှာကျွန်တော်တို့ဒီမှာ6 8ခွန်ပေါ့နော်ဒီစနစ်ကကျွန်တော်6မသက်စနစ်ကျွန်တော်ဟိုးအရင်ပြဦးပါတယ်နော်6မသက်စနစ်ခေါ်တာပေါ့ဒီမှာတော့6ပါတဲ့ကဏ္ဍနှစ်ခါထွက်တယ်ပေါ့နော်အဲ့ဒီကတစ်ခွက်ကိုမှသူနောက်2ဦးမှာဒီ6 8ခွန်ဆိုကဏ္ဍကိုနောက်2ဦးမှာ6 8ခွန်လို့ဖြီးတာတခါကျွန်တော်ဒီမှာ164 6 4 1ပေါ့နော်နှစ်ခါပြန်ကြထားတဲ့ကဏ္ဍနှစ်ခွက်နော်6ပါကဏ္ဍနှစ်ခွက်ထဲတစ်ခွက်ကိုဒီမှာ164ဆိုကဏ္ဍကိုနောက်2ဦးမှာ164လို့တဲဖြီးတာတခါဒီမှာ564 654နော်6ပါကဏ္ဍနှစ်ခါထွက်ထားတယ်အဲ့ဒီတစ်ခွက်654ဆိုကဏ္ဍတစ်ခွက်ကိုနောက်2ဦးမှာ654လို့ဖြီးတာမျိုးနောက်ပြီးတော့ကျွန်တော်တို့ဒီမှာ9ကျင်းရကဏ္ဍတစ်ခွက်ပေါ့နော်ဒီမှာ310ဒီ310 9ကျင်းရကဏ္ဍတစ်ခွက်ကိုသူကနှစ်ပိတ်ကိုးပရိတ်အောက်မှာ3 1 3ညလို့ဖြီးတာနော်9ကျင်းရဒီကဏ္ဍတစ်ခွက်ကိုနှစ်ပိတ်ကိုးပရိတ်ကအောက်မှာ3 1 3ညလို့ဖြီးတာတခါကျွန်တော်တို့ဒီမှာ9ကျင်းရကဏ္ဍမှာ9 9နော်9 9ကိုလည်းအဲ့လိုပဲနှစ်နောက်ပိတ်ကိုးပရိတ်ကအောက်မှာခွန်2 9လို့ဖြီးတာတခါဒီမှာ9ကျင်း2 9 2 9လည်းလိုပဲနှစ်နောက်ပိတ်ကိုးပရိတ်အောက်မှာ2 2 9လို့ဖြီးတာဒါတွေကဓာတ်ရိုက်မသက်တွေပါနော်နောက်ပြီးတော့မနစ်ကအနည်းဆက်ဆုံးပေါ့နော်မနစ်ကကျွန်တော်2025နဲ့2015နဲ့နော်ကဏ္ဍနှစ်ခွက်ကဏ္ဍနှစ်ခွက်ပေါင်းခြင်းဒါမနစ်ကတော့ဖောက်သွားတယ်ပေါ့နော်သူက4ကတ်ပေးခဲ့တာပေါ့နော်နောက်ဆုံးပေးခဲ့တဲ့ကတ်ဆိုရင်သူက2004နဲ့2014မှာဒီမှာ963တော့ပါနော်ဒီမှာသူက9နှစ်တင်နဲ့ဒီမှာဟိုကနဲ့8နှစ်လေးနဲ့8လေးနှစ်နဲ့နော်ပေါင်းခြင်းငွေပေါင်းခြင်းက963လို့ရတယ်နော်ဒီတော့ကကျွန်တော်အော်ဒီက263အဲ့မှာဒီစနစ်ကိုဒီခုနက9နှစ်တင်နဲ့8လေးနဲ့ပေါင်းခြင်းက963ဒီစနစ်ကိုကျွန်တော်မိတ်ဆွေတယောက်ကျွန်တော်ပြလို့နော်အဲ့မှာ963လေးအရန်လေးထည့်လိုက်တာကျွန်တော်ရဲ့ organ က263ကျွန်တော်ရဲ့ကဏ္ဍကစနစ်ကပါဝါချိန်နိုင်တယ်သူစနစ်ကကဏ္ဍနှစ်ခွက်ပေါင်းခြင်းကတဲကြတာဆိုတော့ပါဝါ
ကန်လို့မရဘူးပေါ့နော်သူကွက်တီပါပဲနော်ဘာမှမလန်ဘူးပေးသွားကျွန်တော်အဲ့တုန်းကအရန်ပပလေးပဲရပါတယ်နော်ခွန်ချောတုံဒီစနစ်အဲ့တုန်းကနောက်ဆုံးပေးခဲ့တဲ့စနစ်ပေါ့နော်2015နဲ့2015ကျသူကမပေးတော့ဘူးနော်အဲ့လိုဒဲချစနစ်တွေနောက်ပြီးတော့နောက်တစ်ခုရှိသေးတယ်ကျွန်တော်တို့ဟိုကနန်းတန်ဖိုးပေါ့နော်တန်ဖိုးကနန်းဆိုတာလည်းပြီးခဲ့တဲ့ထွက်သွားတဲ့914ပေါ့နော်9ရဲ့ကနန်းတန်ဖိုး3လုံး1ကနန်းတန်ဖိုး3လုံး4ကနန်းတန်ဖိုး3လုံးပေါင်းခြင်းကဒီ9ချိန်မှာထွက်ပေါ့နော်ဒါမျိုးတွေကဒါရိုက်မသက်လို့ခေါ်တာပေါ့နော်ဒဲချတဲ့စနစ်ပါပေါ့နော်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော် channel လေးမှာကျွန်တော်တက်နိုင်တဲ့လောက်ကျွန်တော်စေတနာတက်နဲ့မျှဝေပေးခဲ့ရလဲရှိသလိုကျွန်တော်နဲ့ကန်ဆက်ဖို့ member ခေါ်တာလည်းရှိပါတယ်နော်ဒါလေးတွေကိုကျွန်တော်မိတ်ဆွေတွေနားလည်ပေးစေချင်ပါတယ်အခု9ချိန်ပါနော်9ချိန်ပါကျွန်တော်ခုနကပြောခဲ့တဲ့ဒါရိုက်မသက်ဒဲချစနစ်မသက်ပေါ့နော်ကျွန်တော်စောင့်နေကြတာကြာပါပြီနှစ်နဲ့ချီပြီးကြာပါပြီဒီ9ချိန်မှာကျွန်တော်စောင့်နေတဲ့စောင့်ပင်လေးပေါ့နော်ခုနပြောတဲ့ဒါရိုက်မသက်ဒဲချစနစ်ရှိပါတယ်နော်အဲ့ဒီဒေဂျက်စနစ်ကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေကျွန်တော်ကိုပိုက်ပါနေဆက်သွယ်နိုင်ပါတယ်ကျွန်တော်နဲ့ကန်ဆက် member ဝင်နိုင်ပါတယ်နော်အားလုံးကိုဖိတ်ခေါ်ပါတယ်စိတ်ဝင်စားရင်ပေါ့နော်စိတ်ဝင်စားတဲ့မိတ်ဆွေများကျွန်တော်ကိုပိုက်ပါနေဆက်သွယ်နိုင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေနော်